မြတ်စွာဘုရားတဲ့တချို့သောပုဂ္ဂိုလ်တွေဆင်းရဲလို့တချို့သောပုဂ္ဂိုလ်တွေချမ်းသာတာဘာကြောင့်လဲဘုရားတချို့သောပုဂ္ဂိုလ်တွေအစင်းတွေလာပြီးတော့တချို့ပုဂ္ဂိုလ်တွေအစင်းမလာတာဘာကြောင့်လဲဘုရားတချို့ပုဂ္ဂိုလ်တွေပညာတတ်ပြီးတော့တချို့ပုဂ္ဂိုလ်တွေပညာမတတ်တာဘာကြောင့်လဲဘုရားတချို့ပုဂ္ဂိုလ်တွေယောဂတွေကင်းပြီးတော့တချို့သောပုဂ္ဂိုလ်တွေယောဂများတာဘာကြောင့်လဲဘုရားတချို့ပုဂ္ဂိုလ်တွေအသက်ရှည်ပြီးတော့တချို့ပုဂ္ဂိုလ်အသက်တိုးတာဘာကြောင့်လဲဘုရား38ပု္ပ္ပာမိ36ပု္ပ္ပာမိ36ပု္ပ္ပာမိတဲ့အခါမှာဘုရားကတခွန်းတည်းဖြေလိုက်တဲ့ကံခြင်းမတူလို့အကျိုးပေးခြင်းမတူတာပါနားလည်တယ်နော်တချို့ပုဂ္ဂိုလ်တွေဘာလောက်ဘာကြောင့်ချမ်းသာတယ်လဲမေးတော့ပေကံစွန့်ကြဲမှုရှိတဲ့ပုဂ္ဂိုလ်တို့သည်ပေကံစွန့်ကြဲလူတန်းမှုတရားတွေများတဲ့ပုဂ္ဂိုလ်တို့သည်ဤစေတနာကြောင့်